မီးအားမြင့်ဆက်3တိုင်းအဲကွန်ကအေးမှာပဲမီးအားကျတဲ့အခါအဲကွန်မအေးတော့လို့ stabilizer တစ်လုံးဝယ်တက်လိုက်ရင်အားလုံး okay ပြီလို့ထင်နေပါလားတကယ်တော့ဒါဟာအမြဲတမ်းမမှန်နိုင်ပါဘူးဘာတွေကိုသတိထားရမလဲဆိုတာကြည့်အောင်နံပါတ်1ဝက်အားမပြည့်ရင်ပိုဆိုးတတ်ပါတယ်အဲကွန်ရဲ့ဆွဲအားကိုခံနိုင်ရရှိတဲ့ kVA ပမာဏထက်နည်းတဲ့ stabilizer ကိုသုံးပြီးရင် stabilizer ရောအဲကွန်မှာပျက်စီးသွားနိုင်ပါတယ်နံပါတ်2မီးအားရမ်းကျနေရင် stabilizer လည်းမကယ်နိုင်ပါဘူးဝင်လာတဲ့မီးအားက100 volt အောက်ထက်ထိုးကျနေမယ်ဆိုရင် stabilizer က220 volt ပြန်ဖြစ်အောင်ဆွဲတင်ပေးဖို့ခက်ခဲသွားပါပြီဒီလိုအခြေအနေမှာအတင်းဖွင့်သုံးတာဟာaircon compressor ကိုလောင်စေနိုင်ပါတယ်နံပါတ်3 inverter aircon တွေမှာ stabilizer ပါပြီးသားလား inverter aircon အများစုမှာ voltage range ကြဲကြဲခံနိုင်ရရှိအောင်လုပ်ထားပေမဲ့မြန်မာပြည်ရဲ့မီးအားအတက်အကျရမ်းကျန်းတဲ့ data တွေမှာတော့အကာအကွယ်အနေနဲ့အရေးအသွေးကောင်းတဲ့ stabilizer သီးသက်သုံးပေးတာအကောင်းဆုံးပါ stabilizer မဝယ်ခင်မှာသင့်အိမ်ရဲ့မီးအားအနေအထားနဲ့ aircon ရဲ့ capacity ကိုအရင်တွက်ချက်ဖို့လိုပါတယ်မလိုအပ်ပဲပတ်စံမကုန်ရလေအောင်ကျွမ်းကျင်တဲ့ engineer များနဲ့အရင်တိုင်ပင်တင်ပါမယ်အေးထက်လည်းရစီရမယ်ပစ္စည်းလည်းမပြတ်စေရဘူးဤစနစ်ကြတဲ့လျှက်စစ်စနစ်ကို MEW နဲ့တိစောက်ပါ